ဒီနေ့မှာတော့မာကာချန်နီး3မျိုးကြောင့်ကို sharing လုပ်ပေးတော့ပါမယ်။အရင်ဦးဆုံးမာကာဒီမှာဆိုရင်ဒီလိုထိတ်အချွန်ဘက်ရဲ့အပြားဘက်ရဲ့ဆိုပြီးတော့2မျိုးရှိပါတယ်။ဒီအပြားဘက်ကပို့ပြီးတော့ချဲလို့ကောင်းတာပါ။သူ့မှာပါတဲ့ဒေါင်စွန်းလေးတွေကိုသုံးပြီးတော့မြင်းပပလွှတ်လွှာလေးတွေဆွဲလို့ရပါတယ်။ပြီးရင်ကိုဖိရင်ဖိသလိုဖော့ရင်ဖော့သလိုမျိုးမြင်းတွေကိုအသေးအကြီးပြောင်းပြီးတော့ဆွဲလို့ရတယ်။ပြီးရင်ဒီလိုမျိုးအပြားလိုက်သုံးတာမျိုးပေါ့နော်။အဲ့လိုမျိုးကမာကာဆွဲတဲ့အခါမှာအရန်လှပါတယ်။မာကာနဲ့ခြေတဲ့အခါမှာအဲ့ဒီ brush အကြီးနဲ့ဆွဲထားတဲ့စုပ်ချက်တွေကပို့ပြီးတော့လှသလိုမာကာနဲ့ဆွဲထားရလို့လည်းပို့ပြီးတော့ခန်းစားရပါတယ်။နောက်တစ်နည်းကတော့ layer တွေမှာဒါကတော့အလွှာလိုက်တွေဆွဲတာဖြစ်ပါတယ်။ပထမတစ်လွှာဆွဲမယ်ခဏဆောင်ပြီးတော့နောက်ထပ်တစ်လွှာထပ်ဆွဲမယ်ခဏဆောင်မယ်နောက်ထပ်တစ်လွှာထပ်ဆွဲမယ်။ layering techniques ကိုသုံးပြီးတော့မာကာတစ်ချောင်းနဲ့အရာအမျိုးမျိုးထွက်အောင်ချဲလို့ရပါတယ်။မာကာစာရွက်ကိုသုံးထားမယ်ဆိုလို့ရှိရင်တော့တစ်လွှာချင်းဒီဆေးချအောင်စောင့်ရပါတယ်။ A4 စာရွက်တို့ရိုးရိုးပုံဆွဲစာအုပ်တွေမှာဆိုလို့ရှိရင်တော့စောင့်ကြရမလို့ပဲနဲ့ချက်ချင်းဆွဲလို့ရပါတယ်။သူ့ရဲ့အားနည်းချက်ကတော့အနောက်ကိုကြည့်မယ်ဆိုရင်ဆေးတွေကပေါက်ပြီးတော့ထွက်နေမှာပါ။မာကာစာရွက်တွေမှာဆိုရင်တော့အဲ့လိုမျိုးအနောက်ကိုပေါက်နေမှာမဟုတ်ပါဘူး။ဒါကလည်းသူ့ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။နောက်တစ်မျိုးကတော့အယောင်တွေကိုလျော်ဖို့အတွက်ပါဒီဟာက A4 စာရွက်မှာလုံးဝအဆင်မပြေပါဘူး။မာကာစာရွက်မှာပဲဆွဲရတာအဆင်ပြေပါတယ်။မာကာစာရွက်မှာဆိုရင်စကြယ်လိုက်ပြီးဆိုတာနဲ့ဆေးရချက်ချင်းမချောက်သွားဘဲနဲ့ကြံနေတဲ့အချိန်မှာနောက်ထပ်100ကိုထပ်ချဲရင်းနဲ့ကိုကအယောင်တွေကိုကောင်းကောင်းမွန်မွန်ရောလို့ရပါတယ်။ဒါပေမဲ့ A4 မှာချက်ကြည့်မယ်ဆိုရင်တော့ချက်ချင်းချေတာနဲ့ချက်ချင်းဆေးရချောက်သွားတယ်။အဲတော့နောက်ထပ်တစ်ခါဗလန်းလုပ်ဖို့အတွက်ပြန်ချေတဲ့အခါဆေးရောင်ကမရောသွားဘဲနဲ့ပို့ပြီးတော့ရင့်သွားတယ်။အဲတော့ပုံကပြတ်ဖို့ပိုလွယ်ပေါ့နော်။နောက်ထပ်မာကာစာရွက်တွေရဲ့အားသာချက်အနေနဲ့ဆိုရင်မာကာရဲ့အဖိုးမှာပါတဲ့အယောင်နဲ့ဆိုအနီးစပ်ဆုံးတူအောင်ထွက်ပါတယ်။ A4 စာရွက်ဒီမှာဆိုရင်တော့ပုံမှန်ထက်ပိုရင့်တဲ့အယောင်တွေထွက်ပါတယ်။အဲတော့ကိုအယောင်ချေတဲ့အခါမှာဆိုရင်လည်းပို့ပြီးတော့တတိထားရပါတယ်။